Namo Tassa Bhagavato Arahato Samma Sambuddhassa Dhamma Chikin Dudo Zimya Alo Ko sei na pya sin thawara chamma chanda ja yue kaung ju chanda kaung ju lu in sanda manamya pyi wa pain sai nai ja ba se Myat Swa Bhaya Shin Ko Ro Myat Ji I Alo sanda do ni ni Bhaya Shin Ko Ro Myat Khaw ja do mu khet tho Dhamma khanda twi ko sia tin pi do thu thu twin twin khanda nyan yauk thissa sai aung Khaw ja pya ta so song ma pi do mu khet thoကျေးဇူးတော်ရှင်အကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးနှင့်သင်ဆရာမြင့်ဆရာကြားဆရာများဖြစ်ကြသည့်မိုးကုတ်ဝိပဿနာကမ္မထာနာစရိယဆရာတော်ကြီးများတို့၏ဥပနိတ္တယကိုခံယူလျက်ဘဝတန္တရာဆက်ဆက်မှာမိဘဘိုးဘွားဆွေမျိုးညီကိုမောင်နှမမတော်ဆက်ဖူးသူမြည်သည်မရှိကြလေသောကြောင့်အလုံးသောမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမြူဟောင်းညီကိုမောင်နှမပေါင်းအားလုံးသောဓမ္မချစ်ခင်သူတော်စင်အပေါင်းတို့အားယနေ့ဥစဉ်ဉာဏ်မိသမျှဓမ္မဒါနပြုမြဝေပေးမှာကတော့ကျေးဇူးတော်ရှင်အကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤပဋိစ္စသမုပ္ပါစောဝိုင်းဒေသနာအခြေခံသင်တန်းတရားပဲဖြစ်ပါတယ်အခြေခံသင်တန်းတရားကိုဒါဒီကနေ့1385ခုနှစ်တော်တလင်းလှပြည့်နေ့မှာအပိုင်း9ကိုဒါနောက်ဆုံးအပိုင်းအနေနဲ့ဒီမှာဏိဂုံကပတ်အဆုံးသတ်အနေနဲ့ဒါအပိုင်း9ကိုဓမ္မဒါနပြုမျှဝေပေးမှာဖြစ်ပါတယ်ဒါနောက်ဆုံးအပိုင်းမှာပဲဒီမှာပဲဦးဇင်းတို့အဆုံးသတ်တော့မှာဖြစ်ပါတယ်ပရိစ္ဆေသမုပ္ပါစဝိုင်းဒေသနာကိုအခြေခံအားဖြင့်မသိနားမလဲသေးတဲ့သူတွေနည်းနည်းပါးပါးသိနာလဲကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့သိတဲ့သိထိုက်သိထားအပ်တဲ့အကြောင်းအရာလေးများကိုဦးဇင်းဉာဏ်မိသမျှဓမ္မဒါနပြုမျှဝေပေးခဲ့ပါတယ်ဥပုသ်နေ့တိုင်းပေါ့ဒီကနေ့တော်သလင်းလပြည့်နေ့မှာတော့ဒါအပိုင်း9ရောက်ရှိလာပြီဒီအပိုင်း9မှာပဲဦးဇင်းဒါအဆုံးတတ်လိုက်မှာဖြစ်ပါတယ်ပရိစ္ဆေသမုပ္ပါကိုဘာကြောင့်နားလည်ရမှာလဲဆိုရင်ပရိစ္ဆေသမုပ္ပါကိုနားလည်သောအဖြစ်ပရိစ္ဆေသမုပ္ပါကိုသင်သောအဖြစ်ဒိဋ္ဌိကိုခွာနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုဒိဋ္ဌိကိုခွာပြီးတော့အတိနဲ့ဒိဋ္ဌိကိုခွာပြီးတော့ဝိပဿနာတရားလို့ကိုအားထုတ်တဲ့အခါမှာအားထုတ်တဲ့ဝိပဿနာသည်အားကြီးတဲ့အားကောင်းတဲ့ဘလဝဝိပဿနာဖြစ်မှာပဲဖြစ်ပါတယ်အဲ့ဒီလိုအားကြီးအားကောင်းတဲ့ဘလဝဝိပဿနာဖြစ်မှလည်းပဲဒုက္ခခတ်သိမ်းအင်းကြီးရာဖြစ်တဲ့မျက်နှိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်ဒါကြောင့်ဥစဉ်ပရိစ္ဆေသမုပ္ပါစောဝိုင်းဒေသနာကိုအခြေခံအားဖြင့်ဦးဇင်းဉာဏ်မိသမျှမျှဝေပေးခဲ့တာဖြစ်ပါတယ်။ဒါကြံခဲ့တဲ့အပတ်ကကြံခဲ့တဲ့ဥပုသ်နေ့ကသင်္ခါရနဲ့ဝိညာဉ်အစက်ဒီသင်္ခါရနဲ့ဝိညာဉ်အစက်နဲ့အတူဒီအောက်ကအဝိဇ္ဇာနဲ့တဏှာရင်းခံဥပါဒံကံကြောင့်ယုံနံဘောဆိုတဲ့ဒါလင်္ကာလေးနဲ့တွဲပြီးတော့ရှင်းပြီးတော့ဒါဒိဋ္ဌိကိုဒါခွာပေးခဲ့ပါတယ်အတိနဲ့ခွာတတ်အောင်ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးသာရှိတယ်သူငါပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးခန္ဓာ၅ပါးသာရှိတယ်လို့ဒီလိုသိလို့ရှိရင်ဒါတက္ကာယဒိဋ္ဌိအတိနဲ့ဆင်ပါတယ်သင်္ခါရဆိုတဲ့အကြောင်းတရားကြောင့်ဒီဘက်မှာဝိညာဉ်ဆိုတဲ့အကျိုးတရားဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်အကြောင်းကျိုးကိုသိနာလဲတဲ့အတွက်ကြောင့်မို့လို့
ခိုင်နေမြဲတယ်လို့ယူဆွဲတဲ့တတ္တရဒိဋ္ဌိပြတ်တယ်လို့ယူဆွဲတဲ့ဥစ္စေတဒိဋ္ဌိလည်းအတိနဲ့ဆင်ပါတယ်အဲ့ဒီမှာသင်္ခါရနဲ့ဝိညာဉ်ဆက်ကိုပြခဲ့ပါတယ်အဲ့ဒီသင်္ခါရနဲ့ဝိညာဉ်ဆက်ကိုဒါပြလိုက်ခြင်းဖြင့်ဒီဘက်ကကာမဘဝနဲ့ဇာတိအဆက်ကိုဒါအလိုလိုနားလည်ပြီးသားဖြစ်သွားမှာပါသဘောသွားခြင်းကအတူတူပါပဲအဲ့တော့အဆက်၃ပါးရှိတဲ့ထဲမှာအခုဒီမှာဝေဒနာနဲ့တဏှာတစ်ဆက်ဒါလေးကိုဒီနေ့နည်းနည်းလေးပေါ့အခြေခံအဖြစ်သိတာယုံလေးပြောပြပါဒီဝေဒနာနဲ့တဏှာတစ်ဆက်ဆိုပြီးတော့ဒီမှာအဆက်ရှိတယ်ပေါ့အဲ့ဒီအဆက်ကနေမှဒီမှာများလေးပြတယ်များလေးကဘယ်လိုပြလဲဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝေဒနာပစ္စယတဏှာပရိစ္ဆေသမုပ္ပါလေလံဒီဘက်များလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝေဒနာဏိရောဓတဏှာဏိရောဓပရိစ္ဆေသမုပ္ပါထွက်လံပရိစ္ဆေသမုပ္ပါစိတ်ဟတ်ကြီးဟာလေပတ်ပြီးတော့နေတယ်ပေါ့အတိတ်ကအဝိဇ္ဇာသင်္ခါရဆိုတဲ့အကြောင်းကြောင့်ဒီဘက်မှာဝိညာဉ်နဲ့ယုတ်တလာယတနာဖတ်တာဆိုပြီးတော့ခန္ဓာ၅ပါးဖြစ်တယ်ဝိညာဉ်နဲ့ယုတ်တလာယတနာဖတ်တာဝေဒနာဆိုပြီးတော့ခန္ဓာ၅ပါးဖြစ်တယ်ဒီဘက်မှာဝေဒနာပစ္စယတခါတဏှာဆိုပြီးတော့အစက်ကနေပြီးတော့ဝေဒနာနဲ့တဏှာအစက်ကနေပြီးတော့ဒါအစက်ဟိုဘက်ကိုကူးသွားပြီးတော့တဏှာဥပါဒံကံတွေပြုတ်လုပ်ပြီးတော့တခါဇာတိဇရမရဏဆိုပြီးတော့ဒီလိုပရိစ္ဆေသမုပ္ပါဟာဆက်သွားတာဖြစ်တယ်ပရိစ္ဆေသမုပ္ပါဟာလဲသွားတာဖြစ်တယ်ပေါ့အကြောင်းကျိုးလဲပတ်သွားတယ်အဲ့ဒီပရိစ္ဆေသမုပ္ပါဆက်ရဟတ်ရက်တံဖို့အတွက်တဏှိအပြည့်အိုနာတိရက်တံဖို့အတွက်ဘယ်ကနေရက်ကမှလဲပရိစ္ဆေသမုပ္ပါဘယ်ကနေထွက်ကမှလဲပရိစ္ဆေသမုပ္ပါဘယ်ကနေဖြတ်ကမှလဲဆိုရင်ဝေဒနာနဲ့တဏှာစက်ကနေပြီးတော့ဖြတ်ကမှဖြစ်ပါတယ်အဲ့တော့ဒါလေးကိုဦးဇင်းအနည်းငယ်ပေါ့သဘောသွားလေးပေါ့ဒါကတရားလုပ်ကိုအားထုတ်ရင်းနဲ့အားထုတ်ပြီးတော့မှဒီအစက်ကဖြတ်လို့ရတာဖြစ်တယ်ဒီအစက်ကိုမဖြတ်လို့ရှိရင်ဒီဝေဒနာနဲ့တဏှာကိုမဖြတ်လို့ရှိရင်ဝေဒနာပစ္စယတဏှာကူးသွားရင်ဟိုဘက်ကဥပါဒံကံတွေပြုတ်လုပ်ပြီးတော့တခါဇာတိဆိုပြီးတော့ဇရာမရဏဆိုပြီးတော့ဒါခန္ဓာ၅ပါးဒုက္ခသစ္စာတရားကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်တကယ်လို့ဒီဝေဒနာနဲ့တဏှာကြားမှာဝေဒနာပစ္စယတဏှာမလုတ်တော့ဘဲနဲ့ဝေဒနာနဲ့တဏှာကြားမှာဝိပဿနာဉာဏ်တွင်းလိုက်မယ်ဆိုလို့ရှိရင်ဝေဒနာပစ္စယတဏှာဆိုပြီးတော့မကူးတော့ဘဲနဲ့ဟလာဝေဒနာနဲ့တဏှာကြားမှာဝိပဿနာဟလာမဉဏ်ဝင်တဲ့အတွက်ကြောင့်မို့လို့ဝေဒနာဏိရောဓတဏှာဏိရောဓဖြစ်သွားမယ်အဲ့ဒီလိုဝေဒနာဏိရောဓတဏှာဏိရောဓဒီဒါပရိစ္ဆေသမုပ္ပါထွက်သွားတာပါပဲတကယ်လို့ကိုကဝိပဿနာမရှိဘူးဆိုလို့ရှိရင်ဝေဒနာပစ္စယတဏှာဖြစ်ပြီးတော့ဒါဝေဒနာပစ္စယတဏှာပရိစ္ဆေသမုပ္ပါလေလံဖြစ်ပါတယ်တဏှာဥပါဒံကံဆိုပြီးတော့တခါဇာတိဇရာမရဏခန္ဓာ၅ပါးဒုက္ခသစ္စာတရားကိုထပ်မံရရှိလို့ဒါပရိစ္ဆေသမုပ္ပါလေသွားတာပါပဲအဲ့တော့ဝေဒနာလို့ပြောလိုက်ရင်ဒါဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာဝေဒနာ၃မျိုးပေါ့ဒုက္ခဆိုတာချမ်းသာတာဒုက္ခဆိုတာဆင်းရဲတာဆင်းရဲတာကိုခံစားတာပေါ့ဥပိ္ပခကြတော့ဒါအလယ်လက်အဖြစ်ခံစားတယ်အဲ့တော့ဒုက္ခဝေဒနာတစ်ခုပေါ့ဒုက္ခဝေဒနာဖြစ်တဲ့အချိန်မှာဒါကောင်းတာကိုခံစားတယ်အဲ့ဒီကောင်းတာကိုခံစားပြီးတော့အဲ့ဒီခံစားမှုဝေဒနာနဲ့အတူအဲ့ဒီကောင်းတာလေးကိုလိုချင်တဲ့တဏှာဖြစ်တယ်ပေါ့ဒါဆိုလို့ရှိရင်ပရိစ္ဆေသမုပ္ပါဒါဒီအစက်ကနေပြီးတော့ဟိုဘက်ကိုဆက်သွားပြီပေါ့ဒါပရိစ္ဆေသမုပ္ပါလဲပြီပေါ့ဝေဒနာပစ္စယတဏှာတဲ့ဝေဒနာကြောင့်တဏှာဖြစ်တယ်ဝေဒနာကောင်းတာကိုခံစားလို့ဒီဘက်မှာတဏှာဖြစ်တယ်ဒုက္ခဝေဒနာကိုခံစားတော့ဒီဘက်မှာကောင်းတာကိုခံစားရင်အဲ့ဒီကောင်းတာကိုလိုချင်တက်မှတ်တဲ့တဏှာဖြစ်တာပဲတဏှာဖြစ်ရင်ဥပါဒံကံလို့ဒါဇတ်တိုက်ဖြစ်တော့မှာပေါ့တကယ်လို့ဒီမှာဒုက္ခဝေဒနာဖြစ်ရင်လည်းပဲဒုက္ခကိုမျိုးပြီးတော့ဒါတဏှာဖြစ်တာပါပဲဒုက္ခဖြစ်နေတဲ့အချိန်မှာဒုက္ခကိုလိုလားတောင်းတတယ်ဒုက္ခကိုလိုလားတောင်းတတော့ဒီဒုက္ခဝေဒနာကဟလာဒါတဏှာကိုသွားတာပါပဲဒုက္ခဝေဒနာဖြစ်တဲ့အချိန်မှာဒုက္ခဝေဒနာကိုတောင်းတတယ်ဒုက္ခဝေဒနာကိုမဖြစ်ချင်ဘူးပေါ့ဒုက္ခဝေဒနာကိုတောင်းတတယ်အဲ့လိုတောင်းတပြီးတော့ဒါလိုချင်တဲ့နှစ်သက်တဲ့တတ်မှတ်တဲ့အတွက်ကြောင့်မို့လို့ဒါဒုက္ခဝေဒနာကနေပြီးတော့
ကတဏှာဖြစ်တာပါပဲအဲ့တော့ဝေဒနာပစ္စယတဏှာဆိုလို့ရှိရင်ပရိစ္ဆေသမုပ္ပါဒ်ဒီဒါလဲသွားတယ်ပေါ့အဲ့ဒီလိုမှမဟုတ်ပဲနဲ့ဒါတရားအလုပ်ကိုအားထုတ်တဲ့ယောဂီသည်တရားအလုပ်ကိုအားထုတ်တဲ့ဓမ္မချစ်ခင်သူတော်စင်များသည်ဝေဒနာကိုပေါ်လာတဲ့အချိန်မှာဒုက္ခပဲပေါ်ပေါ်ဒုက္ခပဲပေါ်လာတဲ့အချိန်မှာဝေဒနာရဲ့ဖြစ်မှုဝေဒနာရဲ့ပြတ်မှုကိုဝိပဿနာဉာဏ်နဲ့မြင်အောင်ကြည့်အဲ့လိုမြင်အောင်ကြည့်တဲ့အခါမှာဝေဒနာဖြစ်ပြနောက်ကမှတ်ဝေဒနာဖြစ်ပြနောက်ကမှတ်ဝေဒနာဖြစ်လာတယ်ပေါ်လာတယ်ဝေဒနာပြတ်သွားတယ်ချုပ်သွားတယ်ပေါ့အဲ့တော့ဝေဒနာရဲ့ဖြစ်ပြကိုဝိပဿနာဉာဏ်နဲ့ဒါအဖြစ်ကိုလည်းမြင်တယ်အပြတ်ကိုလည်းမြင်တယ်တနည်းအားဖြင့်ပြတ်တယ်ဆိုတာချုပ်တာပေါ့ဝေဒနာချုပ်တာကိုမြင်တယ်ဆိုလို့ရှိရင်ဒါဝေဒနာဖြစ်ပြကိုမြင်တာနဲ့ဒါဟိုဘက်တဏှာကိုမကူးတော့ဘဲနဲ့ဝေဒနာဖြစ်တာကိုမြင်တယ်တခါပြတ်တာကိုမြင်တယ်ချုပ်တာကိုမြင်တယ်အဲ့တော့ဝေဒနာချုပ်တော့ဘာဖြစ်လဲဝေဒနာနှိတော့တာတဏှာနှိတော့ဝေဒနာချုပ်တော့တဏှာလည်းချုပ်တယ်ပေါ့တဏှာမလာတော့ဘူးပေါ့ဒါကအနည်းငယ်မြဒါအခြေခံအဖြစ်ပြောပြတာပေါ့တရားလို့ကိုအထုတ်တယ်ဒုက္ခဝေဒနာဖြစ်မယ်ဒုက္ခဝေဒနာဖြစ်မယ်ဥပိ္ပခဝေဒနာဖြစ်မယ်ပေါ့အဲ့တော့အဲ့ဒီဝေဒနာတွေရဲ့ဒုက္ခဝေဒနာလည်းဖြစ်ပြီးတော့ပြတ်တာပဲဖြစ်ပြီးတော့ချုပ်တာပဲဒုက္ခဝေဒနာလည်းဖြစ်ပြီးတော့ချုပ်တာပဲဥပိ္ပခဝေဒနာလည်းဖြစ်ပြီးတော့ချုပ်တာပဲအဲ့ဒါကိုကဝိပဿနာဉာဏ်နဲ့အမြဲမပြတ်ဒါရှုမှတ်နေတဲ့အချိန်မှာဝေဒနာပစ္စယတဏှာမဖြစ်ပါဘူးတဲ့ဟလားဝေဒနာချုပ်ပြီးတော့ဝေဒနာအပြတ်ကိုမြင်ပြီးတော့ဝေဒနာပြတ်နေတာကိုမြင်ပြီးတော့ဒါဝေဒနာချုပ်တာကိုမြင်တဲ့အတွက်ကြောင့်မို့လို့တဲ့ဒါဝေဒနာနှိတော့တာတဏှာနှိတော့ပရိစ္ဆေသမုပ္ပါဒ်ထွက်လန်ဖြစ်ပါတယ်တကယ်လို့ကိုကဒီနေရာမှာဝေဒနာဖြစ်ပျက်ကိုမကြည့်ဘူးမရှုဘူးဆိုလို့ရှိရင်ဝိပဿနာမရှုဘူးဆိုလို့ရှိရင်ဝေဒနာပစ္စယတဏှာဖြစ်နေပါတယ်တဏှာဖြစ်တဲ့ဆိုလို့ရှိရင်တဏှာပစ္စယဥပါဒံကံဟိုဘက်ကဇာတိစရမရဏဒုက္ခသစ္စာဖြစ်မှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ပရိစ္ဆေသမုပ္ပါဒ်ပြတ်အောင်ပရိစ္ဆေသမုပ္ပါဒ်ကိုမလဲအောင်ဘယ်ကနေပြီးတော့ဖြတ်ကမလဲဆိုရင်ဝေဒနာနဲ့တဏှာကြားနေဖြတ်ကမှာဖြစ်ပါတယ်တနည်းအားဖြင့်ဇာတိစရမရဏဒုက္ခသစ္စာတရားထပ်မဖြစ်အောင်ဘယ်ကနေဖြတ်ရမှာလဲဆိုရင်တဲ့ဝေဒနာနဲ့တဏှာကြားနေဖြတ်ရမှာဖြစ်တယ်ဘာလို့ပြီးဖြတ်ရမှာလဲဆိုရင်ဝိပဿနာတရားလို့ကိုအားထုတ်ပြီးတော့ဖြတ်ရမှာပဲဖြစ်ပါတယ်ဒါဝေဒနာနဲ့တဏှာအဆက်ကိုဒါဥစဉ်ဉာဏ်ပြီးတော့ရှင်းပြပြောပြပေးတာပါဒါတက်ပို့ပြီးတော့သိနာလဲခြင်းနဲ့ဆိုလို့ရှိရင်တော့ကျေးဇူးတော်ရှင်အကမဟာပန္တိတမဟုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူထားတဲ့ဒါတရားတော်တွေမှာတည်တည်ချာချာလေးတရားဓမ္မများပွားများရင်းနဲ့နာယူမှတ်သားလို့ရပါတယ်အဲ့တော့နောက်ဆုံးအပိုင်း9မှာဒါနောက်ဆုံးအပိုင်းအနေနဲ့ဒါဥစဉ်အဆုံးသတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပရိစ္ဆေသမုပ္ပါဒ်ကိုဒါဥစဉ်တို့ဝင်ရိုးပေါ့ဝင်ရိုးချိုးအကြောင်းလေးကိုပြောပြပါမယ်ပရိစ္ဆေသမုပ္ပါဒ်စက်ဝိုင်းကြီးကိုစပြီးတော့ဆွဲတော့ဒီအပေါ်ကနေပြီးတော့အောက်ကိုဒါဆွဲထားတဲ့ဒီများကြီးဒီဝင်ရိုးလို့ဒါဥစဉ်ကပြောခဲ့တယ်ပေါ့ဒီပရိစ္ဆေသမုပ္ပါဒ်ဒီလဲပြီးတန်တန်ရေးဆွဲထားတဲ့စက်ဝိုင်းကြီးပေါ့လဲပြီးမှာတဲ့ဝင်ရိုးရဲ့ပဒေါင်းရဲ့ဓာတ်ရဲ့တံပတ်ခွေရဲ့ဆိုပြီးတော့ဒါဒီလိုရှိတယ်ပေါ့ထို့တူပဲဒီပရိစ္ဆေသမုပ္ပါဒ်တဲ့စက်ဝိုင်းမှာလည်းပဲဒါဝင်ရိုးရှိတယ်ပဒေါင်းရှိတယ်ဓာတ်ရှိတယ်တံပတ်ခွေရှိတယ်ပေါ့အဲ့တော့ဘယ်ဟာကဝင်ရိုးဘယ်ဟာကပဒေါင်းဘယ်ဟာကဓာတ်ဘယ်ဟာကတံပတ်ခွေလဲဆိုတာကိုဒါမှတ်သားကြရအောင်ဒီပရိစ္ဆေသမုပ္ပါဒ်စက်ဝိုင်းကြီးရဲ့ဝင်ရိုးသည်တဲ့တခြားမဟုတ်ပါဘူးတဲ့ဒီဘဝနေပြီးတော့ဆွဲထားတဲ့မှာများအနီအကြီးပေါ့ဒါဒီပေါက်ကနေရှူတယ်ဒီဘက်ကိုပြန်ထွက်တယ်ပေါ့ဒီလိုသဘောပေါ့ဒါကပုံနဲ့ဆွဲပြတာဆိုတော့ဒါရှူပြလို့မရဘူးပေါ့အပြင်မှာလဲပြီးတစ်ခုလဲမယ်ဆိုလို့ရှိရင်ဒါဝင်ရိုးရှူပြီးတော့မှဒါဒီလဲပြီးကလဲရတာဖြစ်တယ်ပေါ့အခုဒီမှာဒီအပြစက်ဝိုင်းပေါ်မှာအနီရောင်ဒီများအကြီးကြီးဒီဘက်ကဝင်ပြီးတော့ဒီဘက်ကထွက်တယ်ပေါ့ဒါကိုဝင်ရိုးလို့မှတ်ရမှာဖြစ်ပါတယ်ဒါအပြစက်ဝိုင်းကြီးကိုရှုထားတဲ့ဝင်ရိုးပေါ့အဲ့တော့ဝင်ရိုးဒီဘယ်မှာသွားပြီးတော့ရှုလဲဆိုလို့ရှိရင်ဒါပဒေါင်းပေါ့
ဒီနားလေးရဲ့အဝိုင်းလေးဟာဒါပဒေါင်းလို့ခေါ်တယ်ဒါပဒေါင်းပြီးတဲ့အခါကျတော့ဓာတ်တဲ့ဓာတ်ဆိုတာကတော့ဒီမှာတစ်ဓာတ်နှစ်ဓာတ်သုံးဓာတ်လေးဓာတ်ဒါဓာတ်ပေါ့ပြီးတဲ့အခါကျတော့အဲ့ဒီစက်ဝိုင်းကြီးရဲ့ဒါအနာသက်တံပတ်ခွေဆိုတာရှိတယ်ပေါ့ဒါကတော့ဒါဒီအပြာဘက်ကြီးကိုဒါတံပတ်ခွေလို့ဒီလိုမှတ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဝင်ရိုးရဲ့ပဒေါင်းရဲ့ဓာတ်ရဲ့ဓာတ်လေးဓာတ်ရဲ့တံပတ်ခွေရဲ့ပေါ့ဝင်ရိုးဆိုတာကသူ့ရဲ့တရားကိုကကာမတဝဝင်ရိုးဘဝတဝဝင်ရိုးဒိဋ္ဌတဝဝင်ရိုးအဝိဇ္ဇတဝဝင်ရိုးဆိုပြီးတော့ဒါတရားအဖြစ်၄မျိုးပေါ့ဝင်ရိုးကတော့တစ်ချောင်းတည်းပဲဒါပေမဲ့တရားအဖြစ်ကာမတဝဝင်ရိုးဘဝတဝဝင်ရိုးဒိဋ္ဌတဝဝင်ရိုးအဝိဇ္ဇတဝဝင်ရိုးဆိုပြီးတော့ဒါအမည်၄မျိုးပေါ့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇတဝဒါဝင်ရိုးရဲ့အမည်အဲ့တော့ဗဒေါင်းကြတော့လည်းပဲဗဒေါင်းရဲ့တရေကိုပေါ့စောစောကဒါဝင်ရိုးရဲ့တရေကိုဗဒေါင်းရဲ့တရေကိုကဘာလဲဆိုရင်အဝိဇ္ဇာနဲ့တဏ္ဍာဒါဗဒေါင်းရဲ့တရေကိုအဲ့တော့ဓာတ်လေးဓာတ်ကဘာတွေလဲဆိုလို့ရှိရင်လူပြည်ယောက်ျောင်းသင်္ခါရဓာတ်နတ်ပြည်ယောက်ျောင်းသင်္ခါရဓာတ်ဗြဟ္မပြည်ယောက်ျောင်းသင်္ခါရဓာတ်အပယ်၄ပုံယောက်ျောင်းသင်္ခါရဓာတ်ပေါ့နောက်စက်ဝိုင်းကြီးတစ်ခုလုံးရဲ့အနာသက်အကွတ်ဖြစ်တဲ့တံပတ်ခွေဆိုတာကတခြားမဟုတ်ဘူးတဲ့ဇရာမရဏပဲတဲ့ဒါဇရာမရဏနဲ့နောက်ဆုံးအဆုံးသတ်တယ်အဲ့တော့ဦးဇင်းတို့ဒီဝင်ရိုးကိုချိုးတဲ့ခါကျတော့ဘယ်လိုချိုးမလဲပေါ့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇတဝဆိုတဲ့ဒီဝင်ရိုးကြီးကိုချိုးမယ်ပေါ့ချိုးမယ်ဆိုတဲ့ခါကျတော့ဦးဇင်းတို့အလုံးတော်ဓမ္မချစ်ခင်သူတော်စင်များဦးဇင်းတို့မှာအမှန်တကယ်ရှိတာဒီခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာဆိုပြီးတော့ခန္ဓာ၅ပါးတကယ်ရှိတရားဒီခန္ဓာ၅ပါးယုတ်နံ2ပါးသာဖြစ်တယ်ငါဆိုတာမရှိဘူးသူဆိုတာမရှိဘူးငါပဲသူပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲဒီလိုမရှိဘူးပေါ့ဒါကိုမိမိကယုတ်နံကိုနာမရူပပရိစ္ဆေဒယုတ်နံကိုပိုင်းခြားပြီးတော့ဒီလိုတိလိုက်တာနဲ့တဲ့ဒိဋ္ဌတဝဝင်ယူကျူးပါတယ်ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇတဝဆိုတဲ့ဒီ၄မျိုးမှာဒါဝင်ယူတစ်ချောင်းတည်းကအမည်၄မျိုးရတယ်တရက်ကို၄မျိုးရတာအဲ့ဒီမှာဒိဋ္ဌတဝဝင်ယူကျူးပါတယ်တဲ့သူပဲငါပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲလို့ယူဆွဲထားတဲ့ဒိဋ္ဌတဝဝင်ယူကကျူးတယ်ပေါ့ခန္ဓာ၅ပါးယုတ်နံ2ပါးသာရှိတယ်သူပဲငါပဲပုဂ္ဂိုလ်ပဲတတ္တဝါဆိုတာဒါအပြောတွေ့တာဖြစ်တယ်ဒါသမုတ်ထားတာဖြစ်တယ်ပြည့်ညတ်ထားတာဖြစ်တယ်တကယ်ရှိတရားဒီခန္ဓာ၅ပါးယုတ်နံတရားသာဖြစ်တယ်လို့သိတဲ့အချိန်မှာဒါဒိဋ္ဌတဝဝင်ယူကျူးပါတယ်ပြီးတဲ့အခါကျတော့ဒီခန္ဓာ၅ပါးယုတ်နံ2ပါးတို့ဒီအမြဲမပြတ်တည်းဇက်ဖြစ်ပြီးတော့ပြတ်တယ်ဖြစ်ပြီးတော့ပြတ်တယ်အဲ့ဒီဖြစ်ပြက်ခြင်းဒီဒုက္ခသစ္စာတရားဖြစ်ပါတယ်အဲ့ဒီလိုခန္ဓာ၅ပါးယုတ်နံ2ပါးတို့ရဲ့ဖြစ်ပြက်မှုဒုက္ခသစ္စာတရားကိုမြင်သိပြီဆိုလို့ရှိရင်ကျန်တဲ့ဝင်ယူ၃ချောင်းတစ်လုံးကျူးပါတယ်ကျန်တဲ့ဝင်ယူ၃မျိုးတစ်လုံးကျူးတော့ဒါဝင်ယူကြီးကျူးသွားတယ်ပေါ့ပထမခန္ဓာ၅ပါးယုတ်နံ2ပါးကိုဒါအမှန်မြင်တယ်သူပဲငါပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲဆိုတာမဟုတ်ဘူးအရှိတရားဒီခန္ဓာ၅ပါးယုတ်နံ2ပါးသာဖြစ်တယ်လို့အမှန်မြင်ရင်ဒိဋ္ဌတဝဝင်ယူကျူးတယ်အဲ့ဒီခန္ဓာ၅ပါးယုတ်နံ2ပါးတို့ဒီအမြဲမပြတ်တဲ့ဇက်ဖြစ်ပြက်ပြီးတော့နေတဲ့ဒုက္ခသစ္စာတရားကြီးဖြစ်တယ်ဆိုတာကိုသိမြင်တဲ့အချိန်မှာကာမတဝငါးပြအာယုံကာမဂုဏ်မှာတဏှိတတ်တဲ့ကာမတဝဘဝတဝဘုံဘဝဒီမှာတဏှိတတ်တဲ့ဘဝတဝဝိဇ္ဇတဝအမှန်တရားကိုမမြင်အောင်ဖုံးလွှမ်းထားတဲ့အဝိဇ္ဇာဆိုတဲ့ဒီတရားအဲ့ဒီကာမတဝဘဝတဝအဝိဇ္ဇာတဝဆိုတဲ့ကြံတဲ့ဝင်ယူ၃ချောင်းတစ်လုံးကျူးပါတယ်တဲ့ဒါဆိုလို့ရှိရင်ဒါဝင်ယူကျူးသွားတယ်ပေါ့ဝင်ရိုးကျိုးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့အလဲကောင်ကအဝိဇ္ဇာနဲ့တဏှာဆိုတဲ့ပဒေါင်းလဲပဲဒါပြုတ်သွားပါပြီပဒေါင်းလဲပဲလဲလို့မရတော့ပါဘူးပြီးတဲ့အခါကျတော့လူပြည်ယောက်ျောင်းသင်္ခါရဓာတ်နတ်ပြည်ယောက်ျောင်းသင်္ခါရဓာတ်ဗြဟ္မပြည်ယောက်ျောင်းသင်္ခါရဓာတ်အပယ်၄ပုံယောက်ျားသင်္ခါရဓာတ်လဲပဲပုံကျသွားပါပြီတဲ့တံပတ်ခွေကြီးလဲပဲဇရာမရဏဆိုတဲ့တံပတ်ခွေကြီးလဲပဲဒါပြုတ်သွားပါပြီတဲ့ဒါအဓိကကဝင်ယူကျိုးဖို့ပါပဲကာမတဝဝင်ယူဘဝတဝဝင်ယူဒိဋ္ဌတဝဝင်ယူအဝိဇ္ဇတဝဝင်ယူဝ
ဝင်ယူရတော့ဒီမှာတစ်ချောင်းတည်းပဲဒါပေမဲ့တရားကိုအဖြစ်ဒါ၄မျိုးပေါ့ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးဒါရှိတယ်သူငါတတ္တဝါသူပဲငါပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲဆိုတာမရှိဘူးလို့အမှန်မြင်တဲ့ချိန်မှာဒိဋ္ဌတဝဝင်ယူကျိုးတယ်ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးတို့ဒီအမြဲမပြတ်တတဆက်ဖြစ်ပြက်ပြောင်းလဲနေတဲ့ဒုက္ခသစ္စာတရားကြီးဖြစ်တယ်ဆိုတာကိုညာမှာပိုင်းခြားသိမြင်လိုက်တယ်ဆိုတာနဲ့ကာမတဝဘဝတဝအဝိဇ္ဇာတဝဆိုတဲ့ဝင်ယူအလုံးဒါကျူးပါတယ်တဲ့ဝင်ယူကျူးသွားပြီဆိုလို့ရှိရင်ပရိစ္ဆေသမုပ္ပါဒါစဝိုင်းကြီးလည်းပြီးပုံးခါချသွားပါပြီတဲ့ဒါပရိစ္ဆေသမုပ္ပါစဝိုင်းဒေသနာရဲ့ဒါနောက်ဆုံးဝင်ယူချိုးလေးပါပဲဒါဥစဉ်အပိုင်း9ပိုင်းပေါ့ဒီအပိုင်းမှာဆိုတာအပိုင်း9ပိုင်းထိကိုအခြေခံအားဖြင့်သိနာလေကြစီဖို့အတွက်ကိုဓမ္မဒါနပြုမြောက်ဝေပေးခဲ့တာဖြစ်ပါတယ်ဦးဇင်းတို့ကလိုင်းမော်ကနေပြီးတော့အခုလို့ဒါကွန်ပျူတာနဲ့ပြရတဲ့အခါမှာပြည့်ပြည့်စုံစုံတော့မဖြစ်ဘူးပေါ့တကယ်ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါစောက်ဝိုင်းကိုကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမိုးကုဆရာတော်ဘုရားကြီးရဲ့ဥပနိတိယအတိုင်းသွားမယ်ဆိုလို့ရှိရင်တော့ဒါယောဂီတွေနဲ့တရားနာပရိသတ်နဲ့မေးမယ်ဖြေမယ်ဒါလောက်ရမယ်ပြီးတဲ့အခါမှာခွတ်မောက်ရမယ်ဒုတ်ထောက်ရမယ်ပေါ့ပရိစ္ဆေသမုပ္ပါကိုဒုတ်ထောက်ပြရမယ်အောက်မှာခွတ်မောက်ပြီးတော့ရှင်းပြရမယ်ပေါ့သို့တော်လည်းပဲအဲ့ဒီလိုအခြေအနေကမရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလိုအခြေအနေမပြီးတဲ့အတွက်ကြောင့်မို့လို့ဒါတခြားသောပရိစ္ဆေသမုပ္ပါစဝိုင်းဒေသနာတော်ကိုသိနာလဲခြင်းကြတဲ့ဘာမှမသိသေးတဲ့သူတွေအတွက်အခြေခံအားဖြင့်ပေါ့မူဂျိုအဆင့်မူလအဆင့်မူလတန်းအဆင့်လောက်ကိုဒါဥစဉ်ကရည်ရွယ်ပြီးတော့ဒါတိတာယုံလောက်ကလေးကိုဒါပရိစ္ဆေသမုပ္ပါစဝိုင်းဒေသနာကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ပရိစ္ဆေသမုပ္ပါစဝိုင်းကတကယ်ဥစဉ်တို့ပို့ချမယ်ဟောကြားမယ်ဆိုလို့ရှိရင်တကယ်များပါတယ်တကယ်ရှိပါတယ်အဲ့ဒါကိုမှအချင်းချုပ်ပြီးတော့လူရင်းလေးတွေဒါတိထားတဲ့တိထားအပ်တိထားထိုက်တဲ့တိထားဖို့လိုအပ်တဲ့ဒါအကြောင်းအရာလေးတွေကိုဒါအခြေခံအဖြစ်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးသောဓမ္မချစ်ခင်သူတော်စင်များလည်းပဲဦးဇင်းရဲ့စဝိုင်းဒေသနာအခြေခံသင်တန်းတရားကိုနာကြားပြီးတော့ဒါတစုံတစ်ခုသောအနည်းငယ်မြတ်သောအကျိုးတရားတွေကိုတော့ရရှိကြလိမ့်မှာပဲလို့ဒါဥစဉ်ကတော့ဒီလိုပဲမျှော်လင့်ပါတယ်အဲ့တော့ဥစဉ်ရဲ့စဝိုင်းဒေသနာအခြေခံသင်တန်းတရားကိုဒီမှာပဲဏိဂုံကပတ်အဆုံးသတ်ပါတယ်အလုံးသောဓမ္မချစ်ခင်သူတော်စင်များကိုယ်စိတ်နှပြအစဉ်သာဝရကျမ်းမာချမ်းသာကြ၍ကောင်းကျိုးချမ်းသာကောင်းကျိုးလူဝင်ဆန္ဒများပြည့်ဝကြပြီးတော့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုစောင့်ရှောက်နိုင်ကြကုန်သောတရားသိမြင်မျက်နှိပ်ပံသို့ဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေတရားဓမ္မနိကုညတထဝ